တခါတော့ရွာတရွာမှာတသီးတွေရောင်တဲ့ဈေးတယ်မာလေးတယောက်ရှိပါတယ်။သူ့ရဲ့နာမည်ကတာတာလို့ခေါ်တယ်တဲ့။တသီးတွေရမယ်နော်။တသီးတွေရမယ်။ဈေးလဲတော်တယ်။တသီးတွေလည်းလက်ဆက်တယ်။တီးချွတ်ချွတ်လေးတွေရမယ်။တာတာတသီးဘယ်လိုရောင်လဲ။တလုံးမှာတပြားပါ။တစ်ထုပ်ကို9ပြပါရှင်။အဲ့ဒါဆိုရင်ငါ့ကိုတသီးတစ်ထုပ်လောက်ပေးပါဟာ။ဟုတ်ကဲ့ရပါတယ်။တတာနင်းရဲ့တတိကတလုံးဘယ်လောက်လဲတစ်ထုပ်လုံးယူမယ်ဆိုရင်ရောဘယ်ဈေးထားပေးနိုင်မလဲတလုံးကိုတပြားပါရှင်တစ်ထုပ်ကို9ပြပါဈေးကြီးလိုက်တာဟာတစ်ထုပ်ကို4ပြားနဲ့ရရင်ယူမယ်ဘလို့လဲပေးနိုင်မလားမရလို့ပါရှင်ကျမမှာအဲ့လောက်ဈေးနဲ့မပေးနိုင်လို့ပါအေးလေမပေးနိုင်တော့လေမယူဘူးပေါ့ဟာဒီလိုနဲ့ပဲတတာကစိတ်ပြတ်နေပဲတတိတွေကိုရောင်းနေခဲ့ပါတော့တယ်ဟေးတတိတယ်မလေးတတိတွေဘလို့ရောင်းလဲတလုံးမှတပြားပါရှင်တစ်ထုပ်ကို9ပြပါဈေးရတော့တော်ပါတယ်ဒါပေမဲ့အဘမှာပတ်စံလည်းတပြားမှပါမလာဘူးအဲ့တော့ရင်းနှီးခရားလေးကိုတတိတွေနဲ့လဲပေးလို့ရမလားကွယ်ရပါတယ်အဘရဲ့အဘလိုချင်နေဆိုရင်သမီးပန်းသီးတွေပေးလိုက်ပါမယ်ငါသမီးလေးကစိတ်သဘောထားအရန်ကောင်းတာပဲကွယ်သမီးတို့ဒီရင်းနှီးခရားလေးအကြောင်းအဘနည်းနည်းပြောပြပါမယ်ဒီယူနီကရတာမန်ယူနီကရမဟုတ်ဘူးကွယ်သူ့မှာမှောင်ဆန်းနေရှိတယ်အဘအသက်လေးကြီးပြီဆိုတော့အဘနဲ့မအပ်ဆက်တော့ပါဘူးကွယ်အဲ့ဒါကြောင့်စိတ်သဘောထားကောင်းတဲ့သမီးလေးကိုအဘကပေးခဲ့တာပါညံရှိတယ်လို့အသုံးပြုနိုင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဘနောက်ကြရင်သမီးစီကိုလာလည်နိုင်ပါတယ်ရှင်အေးကွယ်အဘသွားလိုက်ပါအောင်မင်းဒီလိုနဲ့တတာကအဖိုးကိုပေးတဲ့ယူနီကရလေးကိုကြည့်ပြီးတော့ဘာလို့ရမှမသိပဲဖြစ်နေတော့တာပေါ့ကွယ်အဖိုးအိုကတော့ဒီရင်နှွေးကြီးကတာမန်ရင်နှွေးကြီးမဟုတ်ဘူးလို့တော့ပြောတာပဲဒီရင်နှွေးကြီးကိုဘယ်လိုသုံးရပါလဲတာတာကမော်ရင်နှွေးကြီးလေးကိုမသုံးတတ်တာကြောင့်အခက်တွေ့နေတော့တာပေါ့ကွယ်ဟေးနင်းလက်ထဲကရင်နှွေးကြီးအောင်ငါတို့ကိုပေးစမ်းဘာလို့ပေးရမှာလဲဒါကကျမပစ္စည်းပဲအဲ့ဒီရင်တွေကြောင်ပေးမှလားမပေးဘူးလားပဲပြောမပေးဘူးဆိုရင်တော့နေ့အသက်ကိုအာမမခံဘူးနော်အဲ့ဒီအချိန်မှာတာတာကအကြံတစ်ခုရသွားပြီးရင်တွေကြားလေးကိုပြောလိုက်ပါတော့တယ်ရင်တွေကြားလေးကျမကိုလာပြီးတော့နှောက်ယှက်နေတဲ့ဒီလိုကြောက်ပြီးပြေးသွားအောင်လှုပ်ပေးလိုက်ပါရင်တွေကြားလေးတာတာကအဲ့ဒါလိုပြောလိုက်ချိန်မှာပဲရင်တွေကြားလေးကနေကြောက်စရာကောင်းတဲ့ဘလူးတစ်ကောင်ထွက်လာခဲ့ပါရင်ဟဲ့ကောင်လေးမင်းတို့ကငါစားပြရမလားမင်းတို့အသိနဲ့မင်းတို့ပြန်ပါလားကျုပ်တို့တော့မစားပါနဲ့ဗျာကျုပ်ပြန်ပါမယ်အရှင်မကျွန်ုပ်ကိုကြောက်နေရလားကျွန်ုပ်ကိုမကြောက်ပါနဲ့ကျွန်ုပ်ကမော်ရင်တွေကြားလေးကနေထွက်လာတဲ့ရင်တွေကြားဆောင်တဲ့ဘလူးကြီးပါခုချိန်ကနေစပြီးအတင်ကကျွန်ုပ်ရဲ့အရှင်တခင်မဖြစ်သွားပါပြီတခင်မခိုင်းလို့ရအောင်စိတ်ခိုင်းနိုင်ပါတယ်ပြီးတော့လူရစု3ခုလည်းတောင်းဆိုနိုင်ပါတယ်ဒါပေမဲ့ရှားလာတဲ့ပစ္စည်းတွေအသုံးချပြီးလူတွေအပေါ်မောက်မာစွာမဆက်ဆံရဘူးပြီးတော့လူတွေကိုလည်းထိခိုက်အောင်မလုပ်ရပါဘူးအဲ့လိုလုပ်မိမယ်ဆိုရင်တော့မော်ရင်လေးကြားလေးကတခင်မစီကနေပျောက်ကွယ်သွားပါလိမ့်မယ်ကောင်းပါပြီဘလူးမင်းအတင်ပြောရတွေကိုမှတ်ထားပါမယ်ကဲဘလူးရေတတာနေဖို့အတွက်အိမ်တလုံးလောက်လုပ်ပေးပါအောင်ဒီမှာဘလူးကြီးကတတာနေဖို့အတွက်အိမ်တလုံးကိုလုပ်ပေးလိုက်ပါတော့ဦးကြီးအိမ်ရသွားပြီဆိုတော့တတာသုံးဖို့အတွက်ရွှေဒင်းကားပြားတွေပေးပါဦးအဲ့ဒီမှာဘလူးကြီးကရွှေဒင်းကားပြားတွေကိုဖန်ဆင်းပေးလိုက်ပါတော့တယ်ငါနေဖို့အိမ်ရင်ငါသုံးလို့ငွေရရှိနေပြီဆိုတော့ငါဘာလို့သေးလဲငါတထင်းမကြီးဖြစ်သွားပြီပဲတနည်းမှာတော့တတာကအပြင်ကိုထွက်လာရင်းနဲ့လူတစ်ယောက်နဲ့တွေ့ပါတယ်ဟေးပန်းသီးတင်မလေးဘယ်လိုတော့ပန်းသီးမရောင်းတော့ဘူးလားဟာဘာပန်းသီးတင်မလေးငါကတထင်းမကြီးတတာဖြစ်သွားပြီနောက်ကငါ့ကိုတွေ့တထင်းမကြီးလို့ခေါ်ကြလားအေးပါဟာအဲ့ဒီလိုခေါ်တာမကြိုက်ရင်လည်းမခေါ်တော့ပါဘူးဘယ်လိုလူတွေမှန်းကိုမသိဘူးငါလိုတထင်းမကြီးရောလူလိုသူလိုမဆက်ဆံတတ်ကြဘူး
ဟုတ်တတာပန်းသီးမရောင်းတော့ဘူးလားငါတို့ကလေနေ့ရက်တစ်သေးတွေကိုစားကြလို့မျှော်နေကြတာဘာပန်းသီးရောင်းရမှာလဲငါဆရာပန်းသီးရောင်းရမယ်အဆက်လားလူကိုသိချာကြည့်ထားတတိယမကြီးဖြစ်သွားတဲ့တတာပန်းသီးတေတတာမဟုတ်တော့ဘူးနားလေလားတတာနေအရင်ကဒီလိုဆက်ဆံတတ်တယ်လို့မဟုတ်ပါဘူးအခုဘလို့ပြောင်းလဲသွားရလဲဟာနေကချမ်းသာသွားလို့ဘဝင်မြင့်သွားတာလားအေးငါ့ကိုဘလို့ပဲထင်တယ်ထင်ချင်တယ်လို့ထင်နိုင်နေဘဝမြင့်သွားတယ်လို့ပဲပြောပြောအောက်ခြေလွတ်သွားတယ်လို့ပဲပြောပြောဘဝမိတယ်ပဲပြောပြောငါကလေးမဆိုင်ဘူးနေတို့တည်ထားရမှာငါအခုသုံးမကုံအောင်ချမ်းသာသွားတယ်တထင်းမကြီးဆိုတာပဲအေးပါဟာငါတို့ပြောမိတာမှားပါတယ်ငါနဲ့ကိုခင်လို့စောင့်နှောက်မိလိုက်တာပါနောက်ကိုမပြောရပါဘူးဟာမိမှာတော့တတစီကိုမော်ရင်တွေခရားပေးခဲ့တဲ့အဖိုးအဝါပြန်ရောက်လာပါတယ်ငါ့ကိုမော်ရင်တွေခရားပေးခဲ့တဲ့အဖိုးပဲငါစီကိုလာတာမော်ရင်တွေခရားပြန်ယူမလို့လားမသိဘူးမဖြစ်ဘူးပေးလို့မဖြစ်ဘူးငါ့ကိုချမ်းသာသွားအောင်လုပ်ပေးတဲ့ရင်တွေခရားကိုပြန်ပေးလို့မဖြစ်ဘူးဒီတော့ငါဒီအဖိုးကိုမမတန်တန်နဲ့ဆက်ဆံပြရမယ်တမီနေကောင်းနေလားတမီအလုပ်တွေရောအဆင်ပြေတယ်မဟုတ်လားကောင်းနေနေလဲကောင်းနေအားလုံးကောင်းနေအေးကွယ်အခုလိုကြားလို့ဝမ်းသာပါတယ်ဒါနဲ့မောင်ရင်နေခရကိုတေချာသိရလားတမီဘာမောင်ရင်နေခရလေတခါမှတော့မကြဘူးဒီဖိုးဘာလာပြောနေမှမသိဘူးတော်တနာကနေမြန်မြန်ထွက်သွားလိုက်အဖိုးကြီးတမီဘလို့ဖြစ်သွားရလဲတမီကအရင်တော့စိတ်ထားကောင်းနေမင်းကလေးပါအခုမှချမ်းသာတာလို့ဘဝမိသွားတာလားလူတွေကိုအခုလိုတော့မဆက်ဆံတင်ဘူးလို့အဘထင်နေဒီလိုပဲအမြဲဆက်ဆံနေမယ်ဆိုရင်တော့တမီမှားလိမ့်မယ်တမီလူဘဝမှာတင်နေတယ်ဆိုတာဘာမှမရှိဘူးဆိုတာတနေ့ကျရင်တမီသိလာမှာပါကွယ်ကဲအဘလည်းပြန်လာအောင်မေပြန်မြန်လေးသာပြန်အနားမှမရှိလေကောင်းလေပဲအဲ့ဒီမှာအဖိုးအဝါတာတာရဲ့အနားကနေစိတ်မကောင်းစွာနဲ့ပြန်ထွက်သွားပါတယ်ဒီလိုနဲ့တာတာကသူ့ရဲ့အိမ်ကိုပြန်လာခဲ့တယ်ဟင်ငါရဲ့အိမ်ဘယ်ရောက်သွားလဲငါရဲ့မော်ရင်လေးကြားလေးရောဘယ်ရောက်သွားပြီလဲငါရဲ့ရွှေတွေငါ့ငွေတွေရောဘယ်ရောက်ကုန်ပြီလဲငါပစ္စည်းတွေပြန်လာခဲ့အဲ့ဒီမှာမော်ရင်လေးကြားကြောင့်ချမ်းသာသွားရဲ့တတာကဘဝမိဘဝင်မြင့်ပြီးတော့လူတကာကိုရိုင်းပြစွာဆက်ဆံခဲ့တာကြောင့်မော်ရင်လေးကြားလေးနဲ့အတူသူရခဲ့တဲ့စီးစိမ်ဥစ္စာတွေကပျောက်ကွယ်သွားရတော့တာပေါ့ကွယ်အဲ့ဒီအခါမှာတတာကမော်ရင်လေးကြားလေးနဲ့အတူစီးစိမ်ဥစ္စာတွေအားလုံးဆုံးရှုံးလိုက်ရတာကြောင့်နှလုံးဖောက်ပြီးတော့အယူမလေးဘဝကိုရောက်ခဲ့ရတော့တာပေါ့ကွယ်ပုံမြင်လေးရတော့ဒါပါပဲကွယ်ဒီပုံမြင်လေးကနေပေးခြင်းတဲ့သင်ခန်းစာလေးကတော့မောင်လေးညီမလေးတွေလည်းကံကြမ္မာမျက်နှာသာပေးလို့တစ်ချိန်မှာချမ်းသာခဲ့တဲ့အခါတာတာလိုဘဝမိတတ်တဲ့သူတွေမဖြစ်အောင်အတိတ်တရင်းနဲ့ဆင်ခြင်ပြီးလူရောကိုလည်းဖော်ယူစွာဆက်ဆံကြရမယ်နော်ဘဝမိပြီးဘဝင်မြင့်ပျက်စီးရတတ်တယ်ဆိုတာကိုလည်းနားလေသဘောပေါက်ကြရမယ်နော်ပုံမြင်လေးကိုလည်းအစကနေအဆုံးထိကြည့်ရှုအားပေးခဲ့ကြလို့ပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်ရှင်